ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ဒေသမှာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကလေးကဒေသခံတွေရဲ့ယုံကြည်မှုကြောင့်အခြေပြုစတင်ခဲ့တဲ့ပွဲတော်တစ်ခုရှိလို့နေပါတယ်။တောတောင်ရီမြေပေါ်ကျွယ်ဝလာတဲ့ချင်းမိုင်ဒေသရဲ့ဒီပွဲကတဘာဝနဲ့ဆက်ဆက်လို့နေပါတယ်။ဒီပွဲကိုတော့ဖီတီလီယန်နုံပူဆယ်ရဆယ်ပွဲလို့ခေါ်ကြပါတယ်။မြန်မာဘာသာအနေနဲ့ဆိုရင်တော့တောစာကျွေးပွဲတောရင်းဆောင်ဘလူးအဖိုးနဲ့အဖွားကိုခေါ်စာကျွေးပွဲလို့ခေါ်ပြရပါတယ်။ပွဲကျင်းပမှုအစကိုတော့မြတ်စွာဘုရားရှင်ရဲ့ပုံတော်ကိုရေးဆွဲထားတဲ့နှစ်ပေါင်း200ကျော်ရှိပြီဖြစ်တဲ့ပုံတော်ကြီးကိုထည့်ထားတဲ့အလောင်းကြီးကိုတည်လာရကနေစတင်ပါတယ်။ဒီပွဲကျင်းပမှုဟာဗုဒ္ဓမြတ်စွာဘုရားနဲ့ဆက်ဆံနေမှုလည်းရှိတာကြောင့်ဒီပွဲမကျင်းပမီဗုဒ္ဓမြတ်စွာဘုရားကိုပင့်ဆောင်မယ်လို့ယူဆတာဖြစ်ပါတယ်။ပွဲမစမီမှာတော့မြတ်စွာဘုရားရှင်ပုံတော်ရှိရာအလောင်းကြီးရှိမှာအားလုံးကရွတ်ဖတ်တဲ့စင်မှုတွေပြုလုပ်ကြပြီးပုံတော်ကြီးကိုတစ်ပင်မှာကျိုးနဲ့ဆွဲပြီးချီလိုက်ပါတယ်။ဒေသခံတွေရဲ့ယုံကြည်မှုဟာပုံတော်ကြီးကိုတစ်ပင်မှာချိတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာတော့လေမတိုက်ပဲပုံတော်ကြီးဟာလှုပ်ရမ်းနေခြင်းအပြင်မြတ်စွာဘုရားကကြွရောက်လာပြီလို့ယူဆကြပါတယ်။ဖျားပင့်မိတဲ့နောက်မှာတော့တန်ဃာတော်တွေရဲ့ရွတ်ဖတ်မှုနဲ့အတူဒီပွဲရဲ့အကြီးကဖြစ်တဲ့တောဆောင်ဘလူးအဖိုးနဲ့အဖွားကိုအမဲသားကျွေးခြင်းစတင်တော့မှာဖြစ်ပါတယ်။တောဆောင်ဘလူးအဖိုးနဲ့အဖွားရဲ့ဝိညာဉ်ကိုဝင်ပူးခံရမယ့်နောက်ဝင်တဲကတော့မလန်းမကန်းမှာရှိတဲ့နတ်ကွန်းမှာအစဉ်သစ်ဖြစ်လို့နေပါပြီ။ဒီပွဲစတင်ဖြစ်ပေါ်လာပုံကလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်လောက်ကဒီ dry camp ဒိုက်စုထိဒေသတွေမှာအင်မတန်ဆိုးရွားလာတဲ့မျက်လုံးစိတ်နဲ့အဖေအမေသားရယ်ဆိုတဲ့ဘလူးကြီး3ကောင်ကနေစတင်ခဲ့တာပါအင်မတန်ဆိုးရွားလာတဲ့ဘလူးကြီး3ကောင်ဟာဆိုရင် dry camp ဒေသမှာနေထိုင်ကြတဲ့ဒေသခံတွေကိုနေ့စဉ်နဲ့အမျှတပ်ဖြတ်ပြီးစားတောက်နေကြပါတယ်ဒီလိုနဲ့မြတ်စွာဘုရားရှင်ဟာဒီ dry camp ဒေသကိုကြွရောက်လာတဲ့အခါမှာတော့ဒီဆိုးသွမ်းနေတဲ့ဘလူးကြီး3ကောင်ကိုတရားချပြီးတဲ့အခါမှာဒီဘလူးကြီး3ကောင်ဟာကျွတ်တန်းဝင်ခဲ့ပါတယ်အဲ့ဒီကမှာတားဖြစ်သူဘလူးဟာယဟန်ဝိဖို့ခွင့်ပန်ခဲ့ပြီးနောက်မှာတော့မြတ်စွာဘုရားရှင်ကဘလူးဖြစ်တာကြောင့်ယဟန်ဝိခွင့်မပေးခဲ့ဘဲနဲ့တရားဒေသနာတွေပွားများဖို့ပဲမိန့်ကြားလာခဲ့ပါတယ်အဖေဖြစ်သူဘလူးနဲ့အမေဖြစ်သူဘလူးမကြီးတို့ဟာလူသားစားခြင်းနဲ့စိတ်မထိန်နိုင်တာကြောင့်တစ်နှစ်ကိုလူသားတစ်ယောက်စားဖို့အတွက်မြတ်စွာဘုရားရှင်ထံခွင့်တောင်းခဲ့ကြပါတယ်ဒါပေမဲ့မြတ်စွာဘုရားရှင်ကတော့ခွင့်မပြုခဲ့ပါဘူးဒါနဲ့ဘလူးလင်မယားဟာတစ်နှစ်ကိုကျွဲသားတစ်ကောင်စားဖို့အတွက်ကိုမြတ်စွာဘုရားရှင်ထံမှာထပ်မံပြီးတော့လျှောက်ထားခဲ့ကြပါတယ်မြတ်စွာဘုရားရှင်ကတော့မြို့သားမင်းထံသွားရောက်ပြီးတော့လျှောက်ထားစေခဲ့ပါတယ်ဒါနဲ့ဘလူးကြီးလင်မယားဟာမြို့သားမင်းထံသွားရောက်ပြီးခွင့်ပန်တဲ့အခါမှာတော့လူတွေကိုအသက်အန္တရာယ်ထပ်မပြုတော့ဘူးဆိုရင်တော့တစ်နှစ်လျင်ကျွဲတစ်ကောင်အနေနဲ့ဆက်တပါမယ်ဆိုပြီးသဘောတူညီခဲ့ကြပါတယ်အဲဒီကနေစတင်ပြီးနှစ်စဉ်နှစ်တိုင်းလမ်းနာပြက်ကလေးရဲ့6လပိုင်းလဆန်း14ရက်နေ့တိုင်းမှာဒီပူဆယ်ရဆယ်ဆိုတဲ့အဖိုးအဖွားဘလူးနှစ်ယောက်ကိုကျွဲသားဆက်ချင်းစတင်ခဲ့ကြတာဖြစ်ပါတယ်။နောက်ဝင်တဲ့ကဘလူးအဖိုးရဲ့ဝိညာဉ်ကိုစတင်ပင့်ဆောင်ပြီးတဲ့အခါမှာတော့ဘလူးအဖိုးကိုကျွဲသားဆက်ချင်းစတင်ပါပြီ။ဘလူးအဖိုးရဲ့ဝိညာဉ်ကိုဝင်ပူးခြင်းခံထားရတဲ့နှက်ဝင်တွေကတော့သွေးတန်ရဲရဲရှိလာတဲ့ကျွဲသားကျွဲသွေးနဲ့ကျွဲကလီစာတွေကိုဘလူးတစ်ကောင်လိုအားရပါရစားတောက်ပါတော့တယ်ဘလူးအဖိုးရဲ့ဝိညာဉ်ပြန်ခွာသွားတဲ့အခါမှာဆိုရင်နှက်ဝင်တွေကအဆောင်ပေးခြင်းဂါထာမတ်မှုတ်ပေးခြင်းတွေလည်းပြုလုပ်ပေးပါတယ်ဘလူးအဖွားရဲ့ဝိညာဉ်ကိုကျွဲသားဆက်မှုအပြီးမှာဆိုရင်တော့ဘလူးအဖွားရဲ့ဝိညာဉ်ကိုကျွဲသားဆက်ဖို့အတွက်နှုတ်ဝင်တဲ့ကမိမတအူးတစ်ဖွဲပြင်ဆင်ရပါတယ်။အမျိုးသမီးကြီးတအူးတစ်ဖွဲပြင်ဆင်ပြီးတဲ့နောက်မှာတော့နှုတ်ဝင်တဲ့ကဘလူးအဖွားရဲ့ဝိညာဉ်ကိုပင့်ဆောင်ပြီးတော့ဘလူးအဖွားကိုကျွဲသားဆက်ခြင်းစတင်ပါပြီ။ဘလူးအဖွားရဲ့ဝိညာဉ်ကိုဝင်စည်းခြင်းခံရတဲ့နှုတ်ဝင်တဲ့ဟာဆိုရင်လူတစ်ယောက်နဲ့လုံးဝမတူတော့ပဲအသားစိမ်းငါးစိမ်းတွေကိုအားရပါရဘလူးတစ်ကောင်တစ်ဖွဲစတင်ပြီးစားပါတော့တယ်။အသားစားမှုအပြီးမှာတော့ဖះပုံတော်ရဲ့ရှေ့မှောက်မှာသွားရောက်ပြီးဖះကြော့မှုတွေဆူတောင်းမှုတွေကခုန်ခြင်းတွေပြုလုပ်ပါတယ်
အဲ့နောက်မှာတော့ဘလူးအဖွားရဲ့ဝိညာဉ်ကနှုတ်ဝင်တဲ့စီကနေထွက်ခွာလို့သွားပါတယ်။ ในขณะนี้นะแม่ย่านอบน้อมพระสารูป တရားတပုတ်ဆန်းဆိုသလိုတနေရာနဲ့တနေရာလူတွေရဲ့ယုံကြည်မှုတွေကအမျိုးမျိုးရှိတာကြောင့်ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ဒေသမှာရှိတဲ့ဒီဒရိုင်းခန့်ဒေသရဲ့ရှေ့လူကြီးတွေရဲ့အယုံကြည်ဖြစ်တဲ့ပူဆယ်ရဆယ်ဆိုတဲ့ဘလူးအဖိုးနဲ့အဖွားရဲ့အသားစားပွဲအကြောင်းကိုလည်းဘုဒ္ဓရရောက်ပဲတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ